ทที่17အခန်း19แม่ใส่เสื้อสีฟ้าถือเสือและจันใส่มะม่วงมานีเห็นแม่ก็ดีใจมานีขอเสือและปูให้แม่นั่งโตก็นอนบนเสือแม่วางจังมะม่วงให้มานีกินมะม่วงในจานแม่ว่ามานีไปทำอะไรมาพ่อรอมานีอยู่นานมานีว่าเจอชูใจและปิติစပါတာပြင်မယ်မဲဆိုတာကအမေစိုက်ဆိုတာကဝစ်တယ်ဆွဲဆိုတာအင်ကြီးစီဖာအပြာရောင်ထူဆိုတာဂိုင်ဆောင်တယ်เสือဖြာလက်ပြီးတော့จานပကံပြကျန်းဆိုတာပကံပြစိုက်ဆိုတာထည့်ထားတယ်မม่วงတရက်တီแม่ใส่เสื้อสีฟ้าถือเสือและจันใส่มะม่วงဆိုတာအမေကတဲ့အင်ကြီးအပြာရောင်ဝတ်ထားပြီးတော့တရက်တီထည့်ထားတဲ့ပကံပြားနဲ့ဖြာကိုကင်လာတယ်မာနီဆိုတာမာနီကိုပြောတာဟင်ဆိုတာမြင်တယ်မဲအမေကောဆိုတာလည်းပဲဒီကြိုင်ပျော်တယ်ဒီကြိုင်ဆိုတာဝမ်းသာတယ်မာနီဟင်မဲကောဒီကြိုင်မာနီကတဲ့အမေကိုမြင်လိုက်တာနဲ့အရန်ကိုဝမ်းသာသွားတယ်ဒီနေရာမှာကောကလည်းပဲလဲရတယ်ဒါပေမဲ့စကားဆက်အနေနဲ့ပေါ့နော်အမေကိုမြင်လိုက်တာနဲ့ဘာဖြစ်သွားတယ်ဆိုတာအဲ့လိုပုံစံမျိုးနေရာမှာသုံးတယ်မာနီဆိုတာမာနီကိုပြောတာခေါ်ဆိုတာတောင်းတယ်เสือဆိုတာဖြာလက်ပြီးတော့ပူဆိုတာခင်းတယ်ဟိုင်းပြီးတယ်မဲဆိုတာအမေနန့်ဆိုတာထိုင်ဖို့ဒီထိပဲမာနီခေါ်เสือและปูให้แม่นั่งမာနီကတဲ့ဖြာကိုတောင်းပြီးတော့တဲ့အမေထိုင်ဖို့ခင်းပေးလိုက်တယ်တိုးဆိုတာတိုးကိုပြောတာဖြစ်ပါတယ်ကော့လည်းပဲนอนဆိုတာကအိတ်တာဘုံဆိုတာအပေါ်မှာเสือဖြာတိုးก็นอนบนเสือတိုးကလည်းပဲဒီခွေးကလေးကလည်းပဲဖြာပေါ်မှာအိတ်တယ်မဲဆိုတာကအမေဝမ်ဆိုတာချလိုက်တယ်ကျန်းပကံပြမม่วงတရက်တီဟိုင်းဆိုတာပေးတာမာနီကိုပြောတာမဲဝမ်ကျန်းမม่วงဟိုင်းမာနီအမေကတဲ့တရက်တီပကံကိုမာနီကိုချပေးလိုက်တယ်မာနီဆိုတာမာနီကိုပြောတာကင်းဆိုတာစားတယ်မม่วงတရက်တီနိုင်ဆိုတာထဲကကျန်းပကံပြမာနီကင်းမม่วงနိုင်ကျန်းမာနီကတဲ့ပကံပြားထဲကတရက်တီကိုစားတယ်မဲဆိုတာကအမေဝဆိုတာပြောတယ်မာနီပိုင်ဆိုတာသွားတယ်ထမ်လောက်တယ်အလိုက်ပါလဲမာဆိုတာလာတာမဲဝမာနီပိုင်ထမ်လိုက်မာမဲဝမာနီပိုင်ထမ်လိုက်မာအမေကမာနီဘာတော့လောက်တာလဲလို့ပြောတယ်ဖောအဖေ
law စောက်တယ် money ကို use ရှိတယ်နန်အကြာကြီးဖော်လော် money ယူနန်အဖေက money ကိုစောက်နေရတာအကြာကြီးပဲ money ကဝပြောတယ်ကျတွေ့တယ်ချူကြိုင်ကိုလက်ပြီးတော့ပီတိmoney ဝကျချူကြိုင်လက်ပီတိmoney ကတဲ့ချူကြိုင်နဲ့ပီတိကိုတွေ့ခဲ့တယ်လို့ပြောတယ်call out ခေါသူ့ရဲ့စလုံးပေါင်းနေရခေါဒါပေမဲ့ရေးတော့မှန်ဖတ်တော့အတန်တကယ်လို့ထွက်ရင်တော့ခေါဒီလိုမျိုးအဲ့လိုထွက်လို့ရပါတယ်ခေါမိတ်ထိုအဲ့လိုပုံစံမျိုးထွက်လို့ရပါတယ်ခေါလောအောင်လောင်ไม่လောက်วออาวาไม่ว่าปอไอไปพออูพูคอเอาเขาไม่เขามออามาทออีทีไม่ที่พออูพูคอเอาเขามออีมีออะรอไอลายนออานาไม่หน้าดออูดูเยอะเยอะพอไม่พ่อวออาวาไม่ว่าทออาทาไม่ถูท่าวออางอวาไม่ว่างพอไม่พ่อจออะจะพออาพาบอยไปပါရပြန်မယ်ခေါဆိုတာသူလောက်ဆိုတာကပြောပြတယ်ဝဆိုတာလောက်ဝဆိုတာပြောပြတယ်ပေါ့ပိုင်းဆိုတာသွားတယ်ဖူးခေါတောင်ပေါ်မှာမာဆိုတာလာတယ်ထီဆိုတာကနေရာပြဖို့ဘယ်ကိုလဲဆိုရင်ထီဖူးခေါခေါလောက်ဝပိုင်ဖူးခေါမှာသူကတဲ့တောင်ပေါ်ကိုသွားတယ်လို့ပြောပြလိုက်တယ်တဲ့ထီဖူးခေါတောင်ပေါ်မှာတဲ့မီအရိုင်ဆိုတာရှိတာမျိုးဘာညာရှိတဲ့ပုံစံမျိုးနာတူရဆိုတာနာဆိုတာကချင်းစရာဒူဆိုတာကြည့်ချင်းစရာတွေပေါ့နော်ရဆိုတာများတယ်ထီဖူးခေါမီအရိုင်နာတူရတောင်ပေါ်မှာတဲ့ကြည့်ချင်းစရာတွေအများကြီးပဲပေါ့ဖောဆိုတာအဖေဝဆိုတာပြောတယ်ထဆိုတာတကယ်လို့ဝမ်ဆိုတာအားရင်ဖောဆိုတာအဖေကြဖာပိုင်ကြက်စွာမယ်ဖာပိုင်ဆိုတာခေါ်သွားမယ်พ่อว่าอภิกาတဲ့ถ้าว่างพ่อจะพาไปတကယ်လို့အားရင်အဖေခေါ်သွားပြီးမယ်လို့ပြောတယ်အခန်း7ကတော့ဒီလောက်ပါပဲရှင်အဆုံးထိနားထောင်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်